ပြီးတော့မှအလုံးကြီးကလည်းလောက်ဝါနှစ်လုံးစာလက်နှစ်ဖက်စာလောက်ရှိတယ်အလုံးကြီးတွေမှာမှဲ့ပြီးတော့တွေ့ကြတာနှမျိုးဖို့ရန်ကောင်းပါလေမကြည့်လိုက်အိုးဖပတ်တီတစ်လုံးကိုကျမမျက်နှာလောက်ရှိပါတယ်ရှင်အားလေးဆိုဖူးလို့ရပါပြီဒီမဲ့နည်းနည်းကျန်းနေတဲ့ဟာဆိုရင်ဖူးလို့ရပါပြီဒီမဲ့အားလေးဆိုလို့ရှိရင်ပေါ့နော်ဖူးလို့ရပါတယ်အားလေးဆိုအပေါ်မှာဆိုလို့ရှိရင်အများကြီးပါမမိပါဘူးအားကြည့်ပါဆိုပြီးအပေါ်ပြကြည့်လိုက်အပေါ်ထောက်ကြည့်ရကြီးတွေပါမမိပါဘူးရှင်ဟိုအပေါ်မှာဆိုအများကြီးပါရှိရတော့ဒီပကင်နဲ့ရှိပါတယ်စက်နင်းကုန်ပါပြီဒီနေ့ရောကြီးပြီအော်ဟိုလုံးစုံခူးလို့ရတယ်ဒီတွန်းစားလေးဆိုလည်းပြ